မေဇုံတောနဲ့ကြီးထဲမှာလေရင်ပြက်ကျပြီးတော့17လသားအရွယ်ကလေးပါဝင်မောင်နှမ4ယောက်ရက်40တိုင်တိုင်ဘလို့အံ့ဩစရာကောင်းတော့အသက်ရှင်ကြံရစ်ခဲ့လေဆိုတာကိုလူကြီးမင်းတို့သိကြရလားဒါကတော့2023ခုနှစ်မေလ1ရက်နေ့တုန်းကဖြစ်ပွားခဲ့တဲ့အံ့ဩစရာအကောင်တို့ဖြစ်ရဆန်းလေးတစ်ပုဒ်ပါပဲအဲ့ဒီကလူ9ယောက်လိုက်ပါခဲ့တဲ့ဆန်နာ206လို့ခေါ်တဲ့လေရင်အသေးစားလေးတစ်စင်းဟာအမေရိကတိုက်အမေဇုံတောနက်ကြီးရဲ့အလေကောင်မှာပိန်နီဆန်စွာပြတ်သွားခဲ့ရပါတယ်လေရင်ပြုတ်ကျပြီးလေရင်ပေါ်မှာပါတဲ့သူတွေထဲမှာကလေး4ယောက်နဲ့သူတို့ရဲ့မိခင်တွေလည်းပါဝင်ခဲ့ပါတယ်ကလေးတွေရဲ့အသက်တွေကတော့73နှစ်9နှစ်4နှစ်နဲ့အငယ်ဆုံးကလေးကတော့17လပဲရှိပါသေးတယ်လေရင်ပြတ်ကျတဲ့အချိန်ကြောင့်လေရင်ပေါ်မှာပါလာတဲ့လူကြီး3ယောက်လုံးနေရာမှာနေတိတ်ဆုံးသွားခဲ့ပြီးတော့အံ့ဩစရာကောင်းတာကအဲ့ဒီကလေး4ယောက်ပဲတက်ရှင်ချင်ခဲ့တာပါအဲ့ဒီအချိန်ကစပြီးတော့73နှစ်အရွယ်လက်စလီလို့ခေါ်တဲ့အမအကြီးဆုံးဖြစ်သူကတေဆုံးသွားတဲ့မိခင်ရဲ့နေရာအစားထိုးဝင်ပြီးတော့မောင်နှမတွေကိုထိန်းချောင်းခဲ့ရတာပေါ့သူမဟာတောထဲမှာတတိဝလံတွေတစ်မြစ်တွေကိုရှာဖွေပြီးတော့မိုးရေကိုခံယူပြီးတစ်မြစ်တွေကိုရှာဖွေပြီးမိုးရေနဲ့သူတို့မောင်နှမတွေကိုကျွေးမွေးပြီးအသက်ဆက်ခဲ့ရပါတယ်ပူပြီးစိတ်မကောင်းတာကအသက်17လပဲရှိသေးတဲ့ညီမလေးကနိုးဆိုးအရွယ်ကိုကျွေးဖို့အတွက်လက်စလီကတောထဲမှာတတိတီးနံတွေကိုသူမကိုယ်တိုင်ပါဇက်နဲ့ဝါးပြီးတော့နုညံသွားအောင်လုပ်ပြီးမှညီမလေးပါဇက်တဲ့ခွန်ကျွေးခဲ့တာတဲ့အန်ဒီရများတဲ့အမေဇုံတောနက်ကြီးတွေမှာဒီကလေး4ယောက်ကတေမင်းနဲ့ရင်ဆိုင်ပြီးတော့ရပ်ပေါင်း40တိတိကြမ်းကြမ်းခံတိုက်ပွဲဝင်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့သူတို့ကိုလိုက်လံရှာဖွေပြီးတော့မျောလင်းချက်စစ်စင်ရေးဆိုပြီးတော့အဖွဲ့တစ်ဖွဲ့ကနေမှဒီကလေး4ယောက်လုံးကိုတောထဲမှာအသက်ရှင်လျက်ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်ကံကောင်းလို့နာကအဲ့ရက်40အတွင်းမှာသူတို့နားကိုဘလို့သားရဲတလိษံမှာရောက်မလာခဲ့တာပါပဲ